ပလာတာရဲ့ကလေးတွေဆိုင်ပွဲသွားတယ်တို့နှကိုလွတ်လပ်လိုက်တာဒီနာကိုလာခွဲဟာဒီလူတော်တော့ကဲလာတယ်ကလေးတွေ12ယောက်ရှိပြီတော်လောက်ပြေးခွဲကျမတောင်းမနဲ့ပလာတာရဲ့ကလေးတွေဆိုင်ပွဲသွားတယ်တို့နှကိုလွတ်လပ်လိုက်တာဒီနာကိုလာခွဲလာပါမိမရဟာဒီလူတော်တော့ဆိုးလာတယ်ကလေးတွေ12ယောက်ရှိပြီတော်လောက်ပြေးခွဲကျမတောင်းမနဲ့ပလာတာရဲ့ဖာတော့လို့လာပါကွယ်ရောက်တယ်လို့နေဟာနေဘလောက်မွေးမွေးကြောက်လုံးကျွေးမယ်မပူစမ်းနဲ့ကွယ်ဇက်ကဒီလိုချော့ပြောတာပဲတကယ်ပါတော်ပြီကွယ်ဘာဖြစ်လို့တော့တမ်းပြီကွယ်ဘာကြောင့်တော့ဟာရင်တစ်ခါမိဖို့တဲ့မှာရှင်ရဲ့ပါဇက်ကဒီအတိုင်းပြောတယ်ခေါင်းမှာတောင်းပြတဲ့လူလို့မကြုံဘူးပါကွယ်ဆွဲကြိုတကုန်းခုတ်ပေးပါမယ်ဒီတိုင်းဆိုရင်ကိုကိုသဘောပါရှင်